အားလုံးပဲမင်္ဂလာပါအခုတလော Facebook မှာရော YouTube မှာရော TikTok မှာရောခဏတက်လာနေတဲ့အမိုကြော်ကျွတ်လေးကိုစားချင်တာလို့ကြော်စားမှာဖြစ်ပါတယ်ဆုံးထိလိုက်ကြည့်ပေးပါအောင်နော်အရင်ဦးဆုံးအမိုလေးတွေကိုတေချာဆေးကြောတန့်စင်ပေးလိုက်ပါမယ်ဆေးကြောတန့်စင်ပြီးတော့လို့ရှိရင်တော့စားလို့မရတဲ့အမိုရဲ့အမြစ်ပိုင်းလေးတွေကိုလီထုတ်လိုက်ပါမယ်အမြင့်တွေကိုလီထုတ်လိုက်တဲ့အခါမှာတတိထားမှာတော့အများကြီးမလီထုံမိစေဖို့ပါပဲ။ဘာဖြစ်လို့လဲဆိုတော့အများကြီးလီထုတ်လိုက်လို့ရှိရင်အမူတွေကပူကတ်မနေတော့ဘဲနဲ့တပင်ချင်းစီဖြစ်သွားတတ်တဲ့အတွက်ကြောင့်မလို့အထူးတတိထားပါ။ပြီးတော့အမူကိုလီတဲ့အခါမှာတပြားတက်လွှာချင်းကိုအထူးကြီးမလီပါနဲ့။ဘာလို့ဆိုအထူးကြီးလီလို့ရှိရင်မုံနစ်နဲ့ကက်ကြော်လိုက်တဲ့အခါမှာကျွတ်လေးဖြစ်မနေပဲပျော့သွားတတ်လို့ပါ။စီနဲ့ကြော်တဲ့အခါမှာလည်းမီးပြင်းနဲ့မကြော်ဘဲနဲ့မီးအေးလေးနဲ့ကြော်ပေးပါကဲအခုဆိုရင်တော့ဖြင့်သုံးဆောင်လို့ရပါပြီရှင်စားကြပါအောင်ရှင်いただきますပါပင်း来楼茶记站哦。